ကျွန်တော်တို့နေ့စဉ်အလုပ်တွေအများကြီးလို့အရန်ပင်ပန်းပြီးတော့ညရောက်တဲ့အခါမှာကျွန်တော်တို့ကိုယ်တိုင်တိတ်ကလေးကြာရှုံးနေရတဲ့သူတွေရှိလားအဲ့ဒီလိုလူတွေအတွက်ကျွန်တော်ဒီဗီဒီယိုမှာအကြောင်းအရာအများကြီးကျွန်တော်ကိုယ်တိုင်ကြုံတွေ့ဘူးတဲ့အဖြစ်အပျက်အများကြီးကိုမျှဝေပေးတော့မှာဖြစ်လို့ဒီဗီဒီယိုလေးကိုစောင့်အောင်ကြည့်ရှုပေးပါကျွန်တော်တို့အားလုံးစီမှာပိုင်ဆိုင်ထားတာကကျွန်တော်တို့တစ်ရက်ကို24နာရီရှိတယ်တစ်ခါတလေကျရင်ကျွန်တော်တို့ဘဝဒီတက်ပို့တိုးတက်ကောင်းမွန်ပြောင်းလဲဖို့အတွက်ကျွန်တော်တို့လိုချင်တဲ့အရာတွေကိုစုပ်ကိုင်နိုင်ဖို့အတွက်အဲ့ဒီ24နာရီကကျွန်တော်တို့အတွက်မလုံလောက်ဘူးလို့ခံစားရတယ်တချို့လူတွေတို့လည်းမလုံလောက်တယ်လို့ကျွန်တော်တို့လည်းမလုံလောက်ဘူးလို့ခံစားရတယ်ကျွန်တော်တို့ကနေ့စဉ်အလုပ်သွားတယ်အလုပ်ပြန်တယ်အခန့်ပြန်ရောက်အရန်ပင်ပန်းနေပြီကျွန်တော်တို့လိုချင်တဲ့အရာတွေကိုရရှိဖို့အတွက်ကျွန်တော်တို့လိုချင်တဲ့ဘဝတစ်ခုကိုတည်ဆောက်ဖို့အတွက်ကျွန်တော်တို့မှာဖြစ်ရှင်စိတ်တွေရှိနေပေမဲ့အချိန်မရှိသလိုဖြစ်နေတယ်ကျွန်တော်တို့မှာအင်အားတွေမရှိတော့ဘူးအခန့်ပြန်ရောက်တဲ့အခါမှာအမှန်တကယ်ကကျွန်တော်တို့မှာအချိန်တွေမရှိကြမဟုတ်ဘူးကျွန်တော်တို့ဘဝမှာတကယ်လိုချင်တဲ့အရာတွေကျွန်တော်တို့ဖြစ်ရှင်တဲ့အကြောင်းအရာတွေကိုကျွန်တော်ရဲ့စိတ်ကနေတိတိကျကျမဆုံးဖြတ်ထားတာကျွန်တော်လိုချင်တဲ့အရာတွေကိုတိတိကျကျမတတ်မှတ်ထားလို့ဖြစ်တယ်တခါတလေကျွန်တော်တို့ကကျွန်တော်တို့နေ့စဉ်ဘဝကိုကြိုးစားရုန်းကန်ရင်းနဲ့ကျွန်တော်တို့ဖြစ်ရှင်တဲ့အရာသွားခြင်းတဲ့လမ်းကြောင်းတွေအတွက်အချိန်မရှိဘူးလို့ကိုယ့်ကိုယ်ကိုထင်မိတတ်ကြတယ်ကျွန်တော်ကိုယ်တိုင်လည်းထင်မိခဲ့တယ်ကျွန်တော်တရက်တာလုံးပြန်စဉ်းစားကြည့်မယ်ဆိုရင်ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာကျွန်တော်တို့ရဲ့ဖုန်းသုံးချိန်ကိုပဲကြည့်အနည်းဆုံး9နာရီနဲ့6နာရီကြာရှိတယ်အမှန်တကယ်ကကျွန်တော်တို့နေ့စဉ်ဘဝမှာကျွန်တော်တို့သွားခြင်းတဲ့လမ်းကြောင်းလှုပ်ရှင်တဲ့အရာတွေအတွက်အချိန်မရှိရမဟုတ်ဘူးကျွန်တော်တို့ကိုယ်ပိုင်အချိန်တွေမှာကျွန်တော်တို့ဖြစ်ရှင်တဲ့အရာတွေထက်ကျွန်တော်တို့ကိုယ်ခန္ဓာကိုတက်တာစေမဲ့အရာတွေကျွန်တော်တို့ရဲ့စိတ်ကိုတက်တာစေမဲ့အရာတွေကိုရွေးပြီးလုပ်နေတာဒီလိုနဲ့တစ်လကြာလာတယ်2လကြာလာတယ်နောက်ဆုံးအချိန်ကြာကြီးကြာလာတော့တာပဲကျွန်တော်တို့ဘေးပတ်ဝန်းကျင်ကသူတွေကကျွန်တော်တို့တက်ပို့ပြီးရှေ့ရောက်နေတယ်လို့ခံစားလာရတဲ့အချိန်မှာကျွန်တော်စလုပ်တယ်ကျွန်တော်တို့ motivation video တွေမြင်လာတဲ့အခါမှာစလုပ်တယ်ကိုယ့်ဘဝကိုငါဘာမှမဖြစ်သေးပါဘူးလားဆိုတဲ့စိတ်ပိုင်းဆိုင်ရာကြီးနဲ့ပြန်လုပ်တယ်တိတ်မကြောက်ရက်လိုက်တယ်ပြန်လုပ်တယ်ဒီလိုနဲ့ပဲကျွန်တော်တို့ကတန်တရားလဲနေတော့တာကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုအချိန်တွေကြုံခဲ့ဘူးတယ်ကျွန်တော် content တွေအသစ်တွေဖန်တီးခြင်းတယ်ကျွန်တော်အကြောင်းအရာအသစ်တွေကိုရှာပြခြင်းတယ်မျှဝေခြင်းတယ်ဒါပေမဲ့ကျွန်တော်ရဲ့နေ့စဉ်ဘဝမှာလည်းစူးစမ်းရုန်းကန်ရတယ်ကျွန်တော်အလုပ်လုပ်တယ်ညကြကျွန်တော်အခန်းပြန်ရောက်တယ်ကျွန်တော်ရဲ့စိတ်မှာကျွန်တော်ဗီဒီယိုတွေအသစ်တွေလုပ်ရှင်တယ်ဖန်တီးခြင်းတယ်ဆိုပေမဲ့ကျွန်တော်စိတ်ကဘလောက်ပဲလှုပ်ရှင်ကျွန်တော်ရဲ့ခန္ဓာကိုယ်ပင်ပန်းနေပြီ energy မရှိတော့ကျွန်တော်အဲ့ဒီအတွက်ကြောင့်ကျွန်တော်နားခြင်းတယ်အိတ်ရှင်တယ်ဒီလိုနဲ့1ရက်ရပါတယ်ကွာထားလိုက်တယ်2ရက်ရပါတယ်ကွာထားလိုက်တယ်နောက်ဆုံးတစ်ပတ်2ပတ်ကနေကျွန်တော်1လ2လအထိပြည့်သွားတယ်အဲ့အချိန်မှာကျွန်တော်သိလိုက်ရတာအကြောင်းအရာတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ရဲ့ဖြစ်ရှင်တဲ့အရာသွားခြင်းတဲ့လမ်းကြောင်းတွေကကျွန်တော်တို့ရဲ့အိမ်မက်တွေက1ရက်တစ်နေ့တော့မသိဆုံးသွားနိုင်ဘူး2ရက်တစ်နေ့လည်းမသိဆုံးသွားနိုင်ဘူးဒါပေမဲ့ကျွန်တော်တို့ရက်တွေကြာလာတဲ့အခါကျွန်တော်တို့ရဲ့အိမ်မက်တွေနဲ့ပို့ပြီးဝေးလာတယ်လို့ခံစားလာရတယ်ကျွန်တော်အချိန်ကြာလာတာနဲ့မြတ်ကျွန်တော်တို့ရဲ့သွားခြင်းတဲ့လမ်းကြောင်းတွေဖြစ်ရှင်တဲ့အိမ်မက်တွေကသိဆုံးလာတယ်အဲ့ဒီနောက်ပိုင်းကျွန်တော်ကိုယ်တိုင်လည်းစဉ်းစားပုံပြောင်းလိုက်တယ်ကျွန်တော်တရက်ထဲအချိန်အများကြီးကျွန်တော်လှုပ်ရှင်တဲ့ຢာတွေကိုမလုံနိုင်လဲရတယ်โอเคကျွန်တော်နည်းနည်းစီလုပ်မယ်ကျွန်တော်တနာရီလုပ်မယ်နာရီဝက်လုပ်မယ်ကျွန်တော်10မိနစ်လုပ်မယ်နောက်ဆုံးကျွန်တော်အဲ့လိုစဉ်းစားပြတယ်ကျွန်တော်တို့ရဲ့အတွေ့တွေးခဲ့တာကငါလှုပ်ရှင်တဲ့ຢာယူငါအချိန်ပေးပြီးလုပ်မယ်အများကြီးအချိန်ပေးပြီးလုပ်မယ်လို့တွေးလိုက်ဒါပေမဲ့ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာလည်းကျွန်တော်တို့ပြည့်စုံတဲ့သူတွေမဟုတ်တဲ့အတွက်ကြောင့်ရုန်းကန်ရသေးတယ်လုပ်ရသေးတယ်အဲ့လိုကြောင့်ကျွန်တော်တို့လိုချင်တဲ့ဘဝတစ်ခုကိုရဖို့အတွက်ဆိုလို့ရှိရင်အချိန်ရှိမှလုပ်မယ်ဆိုတာတဲ့အချိန်မရှိတဲ့အချိန်မှာကျွန်တော်တို့ရှိတဲ့အချိန်လေးကိုဖန်တီးပြီးလုံးမှသာကျွန်တော်တို့လိုချင်တဲ့ဘဝတစ်ခုကျွန်တော်သွားချင်တဲ့အရာတစ်ခုကိုကျွန်တော်ဖန်ဆုပ်နိုင်မယ်လို့ထင်တယ်ဒါကျွန်တော်တကယ်ပဲနောက်ဆုံးမှာကိုယ့်ရဲ့ဖြစ်ရှင်တဲ့အရာတစ်ခုကိုလက်မလွတ်နိုင်လို့ဆက်လုပ်ဖြစ်တဲ့အကြောင်းအရာပေါ့နော်နောက်ဆုံးကျွန်တော်ကိုယ်တိုင်ဆုံးဖြတ်လိုက်တာကကျွန်တော်ရဲ့ဗီဒီယိုတွေက quality ကောင်းရင်မှကောင်းလိမ့်မယ်ကင်မရာ quality လည်းကောင်းရင်မှကောင်းလိမ့်မယ်ဗီဒီယို editing လည်းကောင်းချင်မှကောင်းလိမ့်မယ်ဒါပေမဲ့ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ရှုတဲ့သူတွေကကျွန်တော်ရဲ့ဗီဒီယိုစီကနေအသိပညာတစ်ခုခုအတွေ့အခေါ်တစ်ခုခုအတွေ့အကြုံတစ်ခုခုကိုရရှိသွားရင်တော်ပြီးငါအဆင်ပြေတယ်ဆိုတဲ့စိတ်တစ်ခုထည့်လိုက်တယ်အဲ့ဒီစိတ်နဲ့ပဲဗီဒီယိုတွေဆက်လုပ်မယ်အခုဒီဗီဒီယိုကိုကြည့်နေတဲ့ခင်ဗျားကကိုအချိန်မရှိဘူးကိုမအားဘူးလို့ထင်နေတယ်ဆိုလို့ရှိရင်ကျွန်တော်ဒီနေရာကနေတခုပြောချင်တယ်
အဲ့ဒါကခမ ्या ကိုအလုံးထွက်လိုက်လို့လည်းမပြောဘူးခမ ्या အရာအလုံးကိုစွန့်လွတ်လိုက်လို့လည်းမပြောဘူးခမ ्या လောက်မှာတခုပဲအဲ့ဒါကဘာလဲဆိုတော့ခမ ्या နေ့စဉ်အချိန်နည်းနည်းစီခမ ्या ရဲ့ဘဝအတွက်ခမ ्या လိုချင်တဲ့အရာအတွက်မဆုံးရှုံးခြင်းဘူးဆိုလို့ရှိရင်ခမ ्या တစ်နာရီပဲဖြစ်ဖြစ်နှစ်နာရီပဲဖြစ်ဖြစ်ခမ ्या သင်ယူခမ ्या လှုပ်ရှင်တဲ့အရာသွားကျင်တဲ့လမ်းကြောင်းတစ်ခုအတွက် skill set တွေပဲဖြစ်ဖြစ်ခမ ्या video editing တွေပဲဖြစ်ဖြစ်ခမ ्या ငွေစုတာပဲဖြစ်ဖြစ်ဂျင်သွားတာပဲဖြစ်ဖြစ်ခမ ्या တစ်ခုခုလို့ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့နေ့စဉ်လုပ်တဲ့အရာတွေကျွန်တော်တို့မလုပ်လိုက်လို့ရှိရင်လည်းကျွန်တော်တို့ရဲ့အနာဂတ်ကိုဆုံးဖြတ်ပေးမှာကျွန်တော်တို့လုပ်လိုက်ရင်လည်းကျွန်တော်တို့ရဲ့အနာဂတ်ကိုဆုံးဖြတ်ပေးမှာကျွန်တော်တို့ရဲ့အနာဂတ်ကိုမစွန့်လို့ရှိရင်ဘူးကျွန်တော်တို့မှာဖြစ်ရှင်တဲ့အရာသွားကျင်တဲ့လမ်းကြောင်းတွေကိုမကုံဆုံးခြင်းဘူးမသိဆုံးခြင်းဘူးဆိုလို့ရှိရင်ကျွန်တော်တို့တွေလှုပ်ဖို့လိုတယ်ကျွန်တော်တို့တွေဆက်ပြီးတော့လုပ်နေဖို့လိုတယ်ပင်မလဲဆက်လုပ်ရမှာပင်မလဲဆက်လုပ်ရမှာကျွန်တော်ဆက်လုပ်နေမှဒါကျွန်တော်တို့ရဲ့အိမ်မက်တွေကျွန်တော်တို့သွားကျင်တဲ့လမ်းကြောင်းတွေကလည်းမသိဆုံးမှာဖြစ်တယ်ကျွန်တော်ရက်လိုက်တာနဲ့ရက်ပြီးအချိန်ကြာလာတာနဲ့မျှကျွန်တော်တို့ဖြစ်ရှင်တဲ့အရာဘဝတစ်ခုကကြာလေသိဆုံးနေသိဆုံးသွားမှာ